yes it အန်ဒရယ်လည်းရှိတယ်အတုံးလည်းဝင်တယ်နော်ဒီလိုအစွမ်းထက်တဲ့စွမ်းရင်ကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်ပြီးအတုံးချနေကြတာလဲဒီတစ်ခေါက်မှာတော့အဲ့ဒီအကြောင်းအခြေခံအကြဆုံးလက်စစ်ပတ်လန့်ရဲ့လျှို့ဝှက်ချက်တွေကိုအတူတူကြည့်သွားကြအောင်ကဲနေတိုင်းဒီပါသုံးနေတဲ့မီခလုံးလေးတစ်ခုပေါ့အဲ့ဒီကိုဖွင့်လိုက်တဲ့ချိန်မှာနောက်ွယ်မှာဘာတွေဖြစ်သွားတယ်လို့ထင်လဲဟုတ်ပြီဒီရိုးရှင်းရှင်းမေးခွန်းလေးကနေပဲကျွန်တော်တို့အကြောင်းအရာကိုစလိုက်ကြတာပေါ့ Okay ပထမဆုံးအနေနဲ့ကျွန်တော်ရင်ဆိုင်ရမယ်ပြဿနာဘာလဲဆိုတော့ထိန်းချုပ်လို့မရသေးရဲ့လက်စစ်ရဲ့အန်ဒီရဲ့ပါပဲ ထိန်းချုပ်မှုမရှိတဲ့ yes ဆိုတာလေတကယ်ကိုပေါက်ခွဲထွက်လာတဲ့စွမ်းရင်လုံးပဲအလွန်ပြင်းထန်တဲ့အပူစွမ်းရင်ဖြစ်ပြောင်းသွားနိုင်တယ်အဲ့ဒီတော့အရန်ကိုအန်ဒီရဲ့များတာပေါ့အဲ့ဒီလိုအခြေအနေမျိုးကို short circuit လို့ခေါ်တယ်ရှင်းရှင်းလေးပြောရင် battery တစ်လုံးရဲ့အပေါင်းဆုံးနဲ့အနှုံဆုံးကို wire ကြိုးတစ်ချောင်းနဲ့တိုက်ရိုက်သွားဆက်လိုက်သလိုပဲအဲ့ဒီလိုလောက်လိုက်တာနဲ့အင်မတန်ကြီးမားမိအန်ဒီရဲ့များပဲလျက်စီးချောင်းကြီးတစ်ခုဖြစ်လာတော့ကဲဒီ short circuit ဖြတ်တမှာကိုဘယ်လိုဖြည့်ရှင်းကြမလဲဟုတ်ပြီပထမဆုံးနီးလန်းကတော့ resistance မြန်မာလိုဆိုရင်တော့ခုခံမှုပေါ့အဲ့ဒါကိုအသုံးချတာပါပဲအဖြေကအရာရိုးရှင်းပါတယ်အဲ့ဒီလက်စီးချောင်းကိုအလုတ်တစ်ခုခုပေးလုပ်လိုက်ဖို့ပဲဥပမာပြောရရင်အဲ့ဒီလက်စီးချောင်းကိုသုံးပြီးမီးဒီတစ်လုံးလင်းအောင်လုပ်လိုက်တာမျိုးပေါ့ဒီလိုလုပ်လိုက်တာနဲ့အဲ့ဒီစွမ်းအင်ကိုအသုံးဝင်အောင်လုပ်ပြီးသားဖြစ်သွားတာပဲ resistance ဆိုတာကဘာလဲဆိုတော့လက်စီးချောင်းကိုတားဆီးခုခံတော့ပြောတာပါစဉ်းစားကြည့်လေဖို့တိုက်မှုလိုပဲပေါ့လက်စီးချောင်းကိုကတ်တက်လိုက်ပြီးအပူကိုထိုးပေးတယ်မီးဒီတွေကတိတိလေးမီးစမင်လေးအဲ့ဒါကပဲဒီ resistance ကိုဖန်တီးပေးနေတာဒီမှာကြည့်လိုက်ဝေယကျိုးထူထူဒီမှာ resistance ကနေတော့လျက်စီးကအလွယ်တကူစီးဆင်းသွားတယ်အပူလည်းတိတ်မထွက်ဘူးဒါပေမဲ့မီးဒီထဲကမီးစမြင်ပါးလေးမှာကြတော့ resistance ကအယမ်းများတယ်အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့အလင်းလောင်ထွက်လာတဲ့အထိပူပြင်းပြီးတောက်လောင်လာတာကိုတွေ့ရမှာပေါ့ကောင်းပြီအခုဆိုမီးဒီတော့လင်းသွားပြီဒါပေမဲ့နောက်တဲ့ပြဿနာတစ်ခုတက်လာပြန်ရောမီးဒီကအမြဲတမ်းကြီးလင်းနေတယ်လေအဲ့ဒါကိုဘယ်လိုဖွင့်ပိတ်လုပ်ပြီးထိန်းချုပ်ကြမလဲဒီနေရာမှာတောချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရက်စီပတ်လန်းကျောင်းမှာနေရာတစ်ခုခုလေးပဲပြတ်တောက်သွားတာနဲ့ရက်စီကျောင်းတစ်ခုလုံးတခါလေးရက်သွားတယ်ဆိုတဲ့အချက်ပဲဆိုတော့ရက်စီပတ်လန်းဆိုတာစက်တိုက်ဖြစ်နေဘူးလို့လေ close circuit ဆိုတာကတော့အလျက်စီရဲမြစ်ကနေစပြီးဘယ်နေရာမှမပြတ်တောက်ပဲစီးဆင်းနိုင်တဲ့လမ်းကြောင်းအပြည့်အစုံကိုပြောတာဒီလိုလမ်းကြောင်းပြည့်နေရင်တော့မီတီကလင်းနေမှာပေါ့ open circuit ကကြတော့ပြောင်းပြန်ပဲလမ်းကြောင်းမှာပြတ်တောက်နေတဲ့နေရာတစ်ခုရှိနေတာကိုအဲ့ဒီတော့လက်စီးကြောင်းကဆက်စီးလို့မရတော့ဘူးမီးထိကလည်းမိတ်တော့မှာပေါ့ကဲဒီပြဿနာကိုဖြေရှင်းဖို့အတွက်အယိုးရှင်းဆုံးနဲ့အထီရောက်ဆုံးနီလန်းတစ်ခုရှိတယ်အဲ့ဒါကတော့ခလုတ် minute switch ပဲပေါ့ switch ဆိုတာကတကယ်တော့လျက်စီးပတ်လန်ကိုဘေးခင်းခင်းနဲ့ပြီးတော့ကိုလိုချင်တဲ့အချိန်မှာဆက်တွေ့ပေးမယ်ဖြတ်တောက်ပေးမယ်အဲ့ဒီလိုလုပ်ဖို့တီထွင်ထားတဲ့ PC တစ်ခုပဲတနည်းပြောရရင်ထိန်းချုပ်လို့ရတဲ့ open circuit တစ်ခုကိုဖန်တီးပေးလိုက်တာနဲ့အတူတူတယ် night switch လို့ခေါ်တဲ့ဒီလိုရိုးရိုးရှင်းရှင်းခလုတ်ရဲ့အလုတ်လုတ်ပုံကိုတစ်ချက်ကြည့်အောင်သူကလက်ခု PC နဲ့လှုပ်ထားတဲ့လက်ကန်အဲ့ဒါကိုလက်က PC နဲ့လှုပ်ထားတဲ့လက်ကန်နဲ့အောက်ကိုချလိုက်တယ်အဲ့ဒီခါမှာအောက်ကထီးတွေမှတ်ကိုသွားထီးပြီးလမ်းချောင်းကိုဆက်ပေးလိုက်တာအဲ့ဒီလိုနဲ့ပဲလက်စီးပတ်လန်ကပြန်ပြေဆုံးသွားရောဒါပေမဲ့အစိုးပိုင်း night switch ဒီမှာပြဿနာလေးတွေရှိတယ်လက်ခု PC တွေကအပြည့်မှာပေါ်နေတော့ဓာတ်လိုက်နိုင်တဲ့အန်တွေရှိတာပေါ့ပြီးတော့လက်တက်နဲ့ထီးတွေမှတ်ကြားမှာထွက်လာတဲ့မီးပွားတွေကမီးလောင်လွယ်တဲ့ PC တွေကိုမီးဆွဲစေနိုင်တယ်အဲ့ဒါကြောင့်မလို့အခုခေတ်ခလုတ်အများစုကိုဘေးကင်အောင်အလုံးပိတ်ဒီဇိုင်းနဲ့ထုတ်ခါကြတာကဲနောက်ဆုံးတစ်ပိုင်းငင်းနဲ့ခလုတ်တွေနဲ့ပတ်သက်ပြီးနည်းနည်းလေးရှုပ်ထွေးစေနိုင်တဲ့စကားလုံးတစ်ချို့ကိုရှင်းလိုက်ကြရအောင်အဲ့ဒါကဘာလဲဆိုတော့ဖွင့် open နဲ့ပိတ် closed ဆိုတဲ့စကားလုံးတွေပဲတကားတစ်ချက်မှဆိုရင်ကဒါကဝင်လို့ရမရကိုပြောတာရှင်းတယ်ဒါပေမဲ့ရက်စခလုတ်တွေမှာကျတော့အထီးဘက်ကပြောင်းပြန်ကြီးဖြစ်နေလေဒီဆယ်လေးကိုကြည့်လိုက်ရင်အားလုံးရှင်းသွားလိမ့်မယ်ရှက်စခလုတ်မှာ open ဆိုတာကလျက်စီမစီးဘူးပတ်လန်ကပွင့်နေတာပြက်နေတာကိုပြောတာတခါမှ open ဆိုတာကတော့ဖြတ်သွားလို့ရတယ်လမ်းပွင့်နေတာပေါ့ခလုတ်မှာ close ဆိုမှလျက်စီးစီးလို့ရတာပတ်လန်ကပိတ်မိပြီးလမ်းချောင်းပြီးဆုံးသွားတာလीတခါမှ close ဆိုရင်တော့သွားလို့မရဘူးပိတ်ထားတာအဲ့တော့ဒီချက်လေးကတော်တော်လေးအရေးကြီးအော် off ကောတာကဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ clock အဲ့ဒီအရန်ရိုးရှင်းတဲ့ idea လေးကပဲအခုခေတ်ကွန်ပျူတာအနည်းပညာအားလုံးရဲ့အခြေခံအုံမေဖြစ်နေတာပဲစဉ်းစားကြည့်ပါဦးဒီလိုဆိုရင်ကျွန်တော်တို့ကဘာကြီးကိုနောက်ွယ်ကနေတိတ်တဆိတ်လဲပတ်စေနေတဲ့တခြားဘယ်လိုရိုးရှင်းတဲ့အယူအဆလေးများရှိနေသေးမလဲ